ကျဲလူစင်းမှာခမရအပြင်အာဆနယ်ကိုပါထည့်လိုက်ပါအားလုံးပဲမင်္ဂလာပါများ Ryan 7 online agency ကနေအားလုံးကိုပြန်လည်ကြိုလိုက်ပါရစေလူတွေကမန်ချက်လိုက်တဲ့သူတို့ရဲ့ပြစ်မှတ်တွေကိုလက်လွတ်ရတဲ့အခါပရီးမီးယားလိဖလားမရတာ14နှစ်ကြာနေလို့ဆိုပြီးလှောင်ပြောင်တက်ကြပါရီဒါပေမဲ့အားလုံးသတိမထားမိကြတာကတော့ပူပူနေနေချန်ပီယံပြစ်ထားတဲ့အာဆနယ်ကလည်းဘယ်ကစားမှကိုမှခေါ်မရနေပဲကျင်းရင်လူဖြစ်နေတာကြည်ပါပြီအာဆနယ်အဆူလင်ဇာတာနဲ့အသင်းဖြစ်ပြီးဒုတိယမဖြစ်ရရင်မနေနိုင်တဲ့အသင်းလည်းဖြစ်ပါရီအာဆနယ်ကပြီးခဲ့တဲ့ရာသီမှာပရီးမီးယားလိချန်ပီယံဖြစ်ထားတာတော့ချန်ပီယံလိမှာတော့ PSG ကိုဖိုင်နယ်ကျမှရှုံးနေပြီးဒုတိယဖြစ်အောင်ဖြစ်လိုက်ပါသေးတယ်။အာစတင်ကဒီပြောင်းရွှေ့ကာလမှာလည်းဇက်တိုက်ချိန်မှာဖြစ်နေပါရင်အာစတင်ကသူတို့ရဲ့ကွင်းနယ်ပြမဲ့ဆန်ဒိုတူနာလီကိုတော်တင်ဟန်စီပေးလိုက်ရသလိုသဘောတူညီချက်ရာချပြီးသားပါဆိုတဲ့မော်ဂန်ရောဂျာကလည်းလန်ဒန်မှာဖလားဆုံမြင်မှုကျင်နေတာကြောင့်ချေးစီကိုပဲရွေးချယ်သွားခဲ့ပါရင်အာစတင်အတွက်ဒီချိန်ပြမဲ့ကတော့ပိုပြီးအထိနာခဲ့ပါရင်အာစတင်ကမြင့်မြင့်မှန်းပြီးရီယယ်မက်ဒရစ်ကစားမဘီနီရှက်ဂျူနီယာကိုခေါ်ယူဖို့ကြိုးစားခဲ့ပေမဲ့ဘီနီရှက်ကအာစတင်ကိုလှည့်ကတစ်လိုနဲ့တက်ဖို့အတုံးချသွားခဲ့တာကြောင့်အာစတင်လည်းကျန်ရည်လူဖြစ်ခဲ့ရပြန်ပါတယ်။ဘီနီရှက်ကသူ့ရဲ့စာချုပ်တရနောက်ဆုံးနှစ်ကိုရောက်တဲ့အထိရီယယ်မက်ဒရစ်နဲ့သဘောတူညီချက်မရရှိသေးပါဘူး။ဘီနီရှက်ကအသင်းမော်ခီလီယန်အပါပေနဲ့နှိုင်းရှင်ပြီးလက်ခလာစာနဲ့ရပိုင်ခွင့်နဲ့တောင်းဆိုနေတာပါ။ရီယယ်ဘက်ကလည်းဘီနီရှက်ကိုမလိုက်ရောတာကြောင့်အလွတ်နဲ့မထွက်ခွာစေခြင်းဒီနေရာဒီမှာထုံရောက်ရတော့မလို့ဖြစ်နေပါတယ်။ဒီသတင်းကိုစားဖွားလိုက်သူကတော့ The Athletic သတင်းတောင်ဒေးဗစ်အွန်စတင်းဖြစ်ပါတယ်။ အွန်စတင်းကအာဆနယ်ဘီနီရှက်ကိုခေါ်ယူဖို့အသင်းအတွင်းသဘောတူညီချက်ရရှိခဲ့ပြီးဘီနီရှက်အတွက်စံချိန်တင်ပြောင်းရွှေ့ခြင်းနဲ့ခေါ်ယူသွားဖို့ကြံစည်နေကြောင်းသတင်းပေးလာခဲ့ပါတယ်။အာဆနယ်ကသူတို့ချန်ပီယံလိရဖို့လိုအပ်တဲ့ကစားမဟာဘီနီရှက်လို့ပဲယုံကြည်ခဲ့တာပါ။အာဆနယ်နီးပြမီခေအာရီတာကလည်းဘီနီရှက်သာရောက်လာရင်အသင်းရဲ့ကစားကွက်ကိုဘီနီကိုဦးတီပြီးကစားသွားမယ်ဆိုတဲ့ project တစ်ခုကစားမကိုချပြခဲ့ပါတယ်။အာဆနယ်ဘက်ကဘီနီရှက်သာအသင်းကိုလာမယ်ဆိုရင်အမြင့်ဆုံးစံချိန်တင်လောက်ခလာစာအမြင့်ဆုံးခံစားခွင့်နဲ့ပေးသွားမှာဖြစ်ကြောင်းကန့်လန့်ထားပါတယ်။ဒီကြားတဲ့အတွင်းသတင်းတွေကအာဆနယ်နဲ့ဘီနီရှက်ပုဂ္ဂိုလ်ရေးသဘောတူညီချက်ရရှိသွားပြီလို့ဇေးဝင်ထိုးကြပါတယ်။ဘီနီရှက်ကလည်းတင်းလာနေတော့ကအထိရီယယ်နဲ့လေ့ကျင့်ရေးဆင်းနေပေမဲ့စာချုပ်တစ်ကိုငင်းဆန်နေတော့မှာပဲ။ဘီနီရှက်ကသူ့ရဲ့ Instagram မှာ post တွေအားလုံးကိုဖျက်ချပစ်လိုက်တာကြောင့်အာဆနယ်နဲ့အတူပြန်လည်စတင်တော့မလားဆိုတဲ့အသံတွေကပိုကျလာပါတယ်။ဒါပေမဲ့ဘီနီရှက်ကတကယ်တမ်းတော့ play သွားတာဖြစ်နေပါတယ်။ဘီနီရှက်ကအာဆနယ်ကိုပြောင်းရွှေ့လာဖို့စိတ်ကူးမရှိပဲရီယယ်မက်ဒရစ်ကိုဖိအားပေးအောင်တသက်မီဒီယာ play ခဲ့တာပါ။ရီယယ်ဘက်ကသူ့ရဲ့တောင်းဆိုချက်တွေကိုလိုက်ရောလိုက်တာနဲ့ဘီနီရှက်ကရီယယ်မက်ဒရစ်နဲ့2032အထိ6နှစ်တက်တန်းစာချုပ်တင်မှလက်မှတ်ရေးထိုးလိုက်ပါတယ်။ဘီနီရှက် Instagram အသစ်ကပထမဆုံး post ကလည်းရီယယ်မက်ဒရစ်နဲ့စာချုပ်အသစ်ဖြစ်သွားခဲ့ပါတယ်။အာဆနယ်ကတော့ကျင်းရည်လူဖြစ်သွားခဲ့ရပြီးမို့နောက်ရာသီပြန်မစခင်ဘယ်တော့မှကစားမတယောက်ကိုအမြန်ရှာဖွေဖို့လိုအပ်နေပါတယ်။အာဆနယ်ကအမှတ်ရှိသေးပုံတော့မရသေးပဲ Bradley Barcola နဲ့ Julian Alvarez တို့နောက်ကိုဆက်လိုက်အောင်မယ်လို့သတင်းတွေထွက်နေပါသေးတယ်။ဒီကစားမတွေကလည်းတခြားအသင်းတွေကိုမီးစိမ်းပြထားကြတာမို့အာဆနယ်အတွက်သူများနဲ့ညားတဲ့ငါးရဲ့ crack ဇလန်းကရှေ့ဆက်ရဖို့တော့များနေပါတယ်။အာဆနယ်ဟာချန်ပီယံလိမရှိတာကြောင့်အသင်းကြီးစင်းဝင်အသင်းကြီးမဟုတ်တော့ထိတဲ့ကစားမတွေကမလာခြင်းထိတဲ့ကစားမတွေမရှိတော့ချန်ပီယံလိမရမော်လုံးဆက်ကူကန်နေပါတယ်။အာဆနယ်ကလာမယ့်ရာသီမှာရှိရလေးနဲ့လှအောင်ဆင်းရင်သူတို့ရီမန်းချက်အတိုင်းဖလားလေးလုံးအောင်မြင်မှုကိုအမေရိကန်သိမ်းပိုက်ပြနိုင်မလားဆိုတာဆက်လက်စောင့်ကြည့်ရပါမယ်။ကြည့်ရှုပေးကြတာကျေးဇူးတင်ပါတယ်။